လူတယောက်ကိုဘလောက်ကြာကြာစောက်တဲ့မှာတလဲအခွင့်အရေးရောဘယ်နှကြိမ်လောက်ထိပေးတင်တယ်လဲအိမ်ကြီးကအကိုမျက်နှာကိုနောက်ဆုံးတွေ့ခဲ့ရတာခွဲရတော့မယ်ဆိုတဲ့အတီနဲ့ကျမကဟာမဆောင်နိုင်အောင်ဝမ်းနေနေသလောက်အကိုကတော့ထုံးစံအတိုင်းတီတီငိမ့်ငိမ့်ပါပဲဒါနောက်ဆုံးတွေ့ခဲ့တာလည်းဖြစ်နိုင်သွားတယ်နော်လို့ကျမကပြောတော့အကိုကကျမကောင်းကိုခပ်ဖွားဖွားပုတ်ပြီးအယူမလေးပြန်လာရင်တွေ့လို့ရတာပဲဟာလို့ပေါ့ပေါ့ပါပါပဲပြန်ပြောခဲ့တယ်အဲ့ဒီစကားကိုအကိုတကယ်စိတ်ရင်းနဲ့ပြောနေတာလားဒါမှမဟုတ်ကျမပြောခဲ့တဲ့စကားတွေကိုပဲအလေးနဲ့မထားခဲ့တာလားတိတ်တော့မတဲကွဲဘူးထွက်သွားပြီးရင်ပြန်မလာဖြစ်တော့တော့ဘူးဆိုတဲ့စကားကိုကျမအကြိမ်ပေါင်းများစွာအကိုကိုပြောခဲ့ပြီးသားပါတတိပေးချိန်ခဲ့တာလည်းဖြစ်မယ်ဒီနိုင်ငံမှာပဲနေပြီးအကိုဘေးမှာပဲအတူရှိနေကြတာကျမထွက်မသွားခြင်းဘူးလို့ဘဏ္ဍခါမမိအောင်ပြောပြခဲ့တယ်ဘာကြောက်ဆိုတဲ့အကြောင်းရင်းတွေအပြင်ထွက်သွားပြီးရင်ပြန်လာဖြစ်ဖို့မလွယ်တော့ဘူးဆိုတာကိုလည်းကျမသေချာသိနေလို့လေဒါပေမဲ့အကိုဟာကျမစကားတွေကိုရောကျမခံစားချက်တွေကိုပါပေါ့ပေါ့လေးပဲတွေးခဲ့တယ်ပြန်လာခြင်းလာလို့ရတာပဲဟာအကိုအစင်းသက်ဖြစ်ရင်လှမ်းခေါ်လိုက်မယ်အဲ့ကြပြန်လာခဲ့ဆိုတဲ့စကားကိုဘာမှအရေးမကြီးသလိုပဲပြောခဲ့တယ်တကယ်လဲအကိုအတွက်အရေးမကြီးတာမျိုးဖြစ်နိုင်ပါတယ်အကိုဟာကျမကိုဆုံးရှုံးရမှာကျမနဲ့ဝေးရမှာကိုဘယ်တော့မှမကြောက်ခဲ့ဘူးကျမအကိုနာမှာရှိခြင်းမရှိခြင်းဟာလဲအကိုအတွက်တိတ်အရေးမကြီးပါဘူးအဲ့ဒါကိုသေချာနားလည်ပါလျက်နဲ့ကျမကိုတားစီချင်တာဆွဲထားစေခြင်းခဲ့မိတာတွေကကျမရဲ့အတ္တတတ်ပါပဲဆက်ပြောစရာစကားလုံးရောအင်အားရောမရှိတော့လို့အကိုရှိကနေလှည့်ထွက်ပြီးရေကြော်ပွဲစည်းဘက်ကျမတယောက်တည်းရှောက်ထွက်ခဲ့တယ်ရန်ကုန်လူထုတစ်ခုလုံးတနေရာထဲရောက်နေသလားထင်ရလောက်အောင်တိုးတိတ်နေတဲ့ပွဲစည်းတန်းဘေးကအမောင်ရိပ်ထဲမှာရက်ရင်ပျော်ရွှင်ရီမောနေကြတဲ့လူတွေကိုငေးကြည့်နေမိတယ်ဒီမြေကွင်းဟာလည်းနောက်ဆုံးမြေရခြင်းလည်းဖြစ်သွားနိုင်တာပါပဲပြီးခဲ့တဲ့နှစ်တုန်းကတော့ဒီတိုးဝေ့နေကြတဲ့လူတွေကြားထဲကျမတို့နှစ်ယောက်လည်းပါခဲ့တာပေါ့အဲ့တော့ကတော့နောက်နှစ်ဒီချိန်လောက်ကြာရင်ကျမတို့လက်ထပ်ပြီးလောက်ပြီနော်လို့ကြည်ကြည်နူးနူးပြောခဲ့ကြသေးတယ်အခုလည်းအကိုကနောက်နှစ်ဒီချိန်လောက်ဆိုတဲ့စကားကိုအရင်တိုင်းပြောနေတော့မှာပဲကျမကသာအကိုရဲ့နောက်နှစ်ဆိုတာဘယ်နှစ်ခုနှစ်ဘယ်တက္ကရာပါလဲလို့ဝေဝါးနေခဲ့မိပြီအဲ့ဒီညကအိမ်ပြန်မဲ့ကားမှတ်တိုင်ထိကျမကိုအကိုလိုက်ပို့ပေးခဲ့တယ်ခါတိုင်းလိုအကိုလက်မောင်းကိုခိုတွဲပြီးစကားတွေဖောင်းဖဲ့မပြောဖြစ်ခဲ့ကြဘူးကားပေါ်တက်သွားတဲ့အထိအကိုကိုလှည့်မကြည့်နှုတ်မဆက်ဖြစ်ပဲတိတ်တဆိတ်ပြန်လာခဲ့တယ်အဲ့ဒါနောက်ဆုံးပါပဲအဲ့ဒီနောက်ပိုင်းခဏတစ်ဖြုတ်ဖုံးပြောဖြစ်တာကလွဲရင်ထပ်မတွေ့ဖြစ်ကြတော့ဘူးအကိုရန်ကုန်ကနေအလုပ်ကိစ္စနဲ့ထွက်သွားတော့လေကျမသွားမတွေ့ခဲ့ဘူးအကိုခီးသွားနေတဲ့ရက်တွေမှာကျမအလုပ်ကထွက်လိုက်ပြီးပြည်ပထွက်ဖို့ပြင်ဆင်ခဲ့တယ်အကိုပြန်မလာခင်ကျမအရင်ထွက်သွားနိုင်အောင်စီစဉ်ထားခဲ့တာရန်ကုန်ကထွက်မဲ့နေ့ကိုလည်းကျမတို့ရဲ့ Emily Day လို့သေချာမှတ်ခဲ့တယ်ကျမရဲ့စိတ်တစပဲဆိုပါတော့အကိုကတော့သူ့ထုံးစံတိုင်းအေးအေးဆေးဆေးဖုန်းခေါ်မပြတ်ပါဘူးအကိုပြန်လာရင်ကြိုဖို့အရင်လိုကျမရှိမနေတော့ဘူးနော်လို့ဖုန်းထဲကပြောခဲ့ပါသေးတယ်အကိုနည်းနည်းလေးလောက်များစိတ်မကောင်းဖြစ်မိသေးသလားကျမမသိချင်တော့ပါဘူးမေးလည်းမမေးမိတော့ဘူးဒါအကိုရွေးပေးတဲ့လမ်းပဲမဟုတ်လားပြန်မစုံတော့ဘူးဆိုရင်တော့အကိုအဆင်ပြေမှာပါအကိုပြန်လာတာစောက်ပြီးတေချာနှုတ်ဆက်ပြီးမှသွားရမလားလို့ခဏလောက်တွေးဝေမိပေမဲ့ဘယ်ချိန်မဆိုကျမနဲ့ဝေးဖို့အဆင်သင့်ဖြစ်နေတဲ့အကိုကိုနှုတ်ဆက်နေရင်လဲဝမ်းနေရတာကကျမပဲဖြစ်ပါလေဦးမယ်ဝေးဖို့ရွေးရဲတဲ့သူကိုထပ်တွေ့ခွင့်မပေးတော့ခြင်းနဲ့ပဲထားခဲ့ခြင်းကလည်းကျမရဲ့နည်းနည်းညစ်တဲ့အတ္တသေးသေးလေးပါပဲကျမတရားတဲ့ထင်ပါတယ်ကျေးဇူးပြုရင်နားဆင်ပါရှင်ပြည်ပဆိုင်ရာမြန်မာလေကြောင်းရေအမှတ် HN363 ဖြင့်ထိုင်းနိုင်ငံတွင်မောင်းလေစိတ်သို့လိုက်ပါမဲ့ခီးသည်များနေခီးစီချိန်ပြီးထွက်ခါနိုင်ရေးအတွက် road map ဤတွင်ရှိသောသက်ဆိုင်ရာလေကြောင်းမှုဆောင်ရေးကောင်တာလူဝင်မှုကြီးကြပ်ရေးကောင်တာနှင့်အကောက်ခွန်ဌာနများကိုဆက်သွယ်ပြီးတွားရောက်စစ်ဆေးပေးပါရန်မြစ်တာရက်ခံအပ်ပါရရှင်
လေကြောင်းလိုက်ရဲ့အချက်ပေးခေါ်ယူမှုအတန်ထွက်ပေါ်လာတော့မှပြန့်လွင့်နေတဲ့စိတ်တွေကိုစုစည်းပြီးနေရာကထရက်လိုက်တယ်။ကောင်တာမှာတန်းစီပြီးလှုပ်ရှားရှိတာလှုပ်ပြီးခီးဆောင်အိတ်ကိုအတော့မဲ့အချိန်မှာနည်းနည်းတွတ်ဆုံနေမိသေးတယ်။မဖြစ်နိုင်မှန်းသိပေမဲ့နောက်လှည့်ပြီးရောင်ဝါးဝါလိုက်ရှာမိသေးရဲ့။ရုပ်ရှင်တွေထဲကလို့အကိုများအပြေးလိုက်လာမလား။မတော်ပါနဲ့အကိုနားမှာပဲနေပါလို့များတားလိုက်အောင်မလား။စိတ်ကူးရင်ပြီးမှခက်မဲ့မဲ့လေးဟက်ခနဲ့ရည်မိသေးတယ်။နာနာကျင်ကျင်ပါပဲဒီအချိန်ထိရောက်နေတာတော့ယူနေတော့မယ်လို့ကိုအပြစ်တင်ပြီးစိတ်ကိုအဲ့ဒီနေရာမှာပဲအပီးတိုင်ဖြတ်ချပစ်ခဲ့ရတယ်စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဆုံးဖြတ်ခဲ့ပြီးပြီပဲခုနေအကိုတယောက်လာတားရင်တော့ကျမနောက်မဆုတ်တော့ပါဘူးဘယ်လိုစကားလုံးမျိုးနဲ့မှပြန်မရိမ့်ရိုင်တော့ဖို့ကျမသိကြပါပြီဂတိတွေအားလုံးကိုလည်းဖြေချခဲ့ပြီးမျောလင်းချက်တွေကိုလည်းခောက်သိမ်းလိုက်ပြီးဒါကျမကိုကျမတန်မိုးထားလိုက်ခြင်းပါပဲကျမမသွားချင်ဘူးအကိုထွက်သွားလိုက်ရင်ကျမတို့ဝေးသွားမှာဆိုတဲ့စကားနဲ့မိမတယောက်ရဲ့တန်မိုးကိုအောက်ဆုံးထိချပြီးလုံလောက်တာထက်ပိုအောင်ဖတ်တွေ့ခဲ့ပြီးပြီပဲမဟုတ်လားတကယ်ဆိုယောက်ျားတွေဟာသူတို့တကယ်ချစ်တဲ့မိန်းမတွေတွေ့တာဆိုရင်မလုပ်ရဲတာမလုပ်နိုင်တာဘာတစ်ခုမှမရှိဘူးဆိုတဲ့အကြောင်းသူတို့သာတကယ်လိုချင်ရင်အချိန်တွေအကြောင်းပြချက်တွေဆိုတာအပိုပဲဆိုတဲ့အကြောင်းအကိုကိုမပြောဖြစ်တော့ပါဘူးဒီတယောက်နဲ့နှစ်တွေဘလောက်ကြာအောင်ပဲချစ်ခဲ့လပိုင်းလောက်ပဲတွေ့ရသေးတဲ့မိန်းကလေးကိုကောက်ခါငင်ကလက်ထပ်သွားတဲ့သူတွေလည်းကျမတို့အများကြီးတွေ့ဘူးခဲ့ကြတာပဲလေတစ္ဆာတွေမြစ်တာတွေကိုလည်းစာမဖွဲ့ပြကြတော့ပါဘူးလေရင်ကတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီးတိမ်ဆိုင်တွေကြားတဲ့တိုးဝင်ပြန်တန်းနေခဲ့တယ်ရန်ကုန်မြို့နဲ့အတူကျမသိတ်ချရတဲ့အကိုကိုခြံထားရစ်ခဲ့ပြီးတော့ပေါ့ကျေးဇူးပြုတဲ့နားဆင်ပါရှင်ကျမတို့လေရင်ဟာစပီကာဘောက်ကနေထွက်ပေါ်လာတဲ့လေရင်မရဲ့စကားတွေကနားထဲကြားတစ်ချက်မကြားတစ်ချက်တက်ထားတဲ့နှက်ချက်ကိုအသာဖိလိုက်တော့နားထောင်လက်စာတချင်းတန်ကနားစီကိုဖြတ်ပြီးမျက်ဝင်းကနေပြန်စိတ်ထွက်လာခဲ့တယ်ပြန်ဆိုနိုင်တော့ပြီဆိုရပြီဆိုရဲရှန်တို့မြို့ကောင်းနေမှာဒီမိုးတွေတဲနေတော့လေရင်ထိုင်ကုန်ပေါ်နောက်ကျောမိပြီးမျက်စိမိတ်ပြီးစိတ်ကိုလျှော့ချလိုက်တယ်နှုတ်ဆက်ပါတယ်အကိုပြန်လာပါမယ်ဆိုတဲ့ဂရိမျိုးမပေးခဲ့တော့သလိုလွမ်းနေပေးနော်လို့လည်းမမှားခဲ့တော့ပါဘူးအစဉ်ပြေပြေရှင်တန်နေလိမ့်မယ်ဆိုတာသိနေပြီးသားမို့လို့ပါအကိုပြောတဲ့ဘယ်တော့မှမသိတဲ့နောက်နှစ်ဒီအချိန်ဆိုတာကြီးကိုရောက်တဲ့အခါကျမတို့ပြန်တွေ့နိုင်ကြအောင်မလားဆိုတာကိုတော့စောင့်ဆိုင်ခြင်းကြိုးမြင်နေလေးကိုလက်တန်းခွင်းချီ၍နားဆင်ပေးခဲ့ကြတဲ့စာပေချစ်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီစာလေးကိုရေးသားသူကတော့ကျမတို့ချစ်ရတဲ့မမနှင်းခဝိုင်းဖြစ်ပါတယ်ကျမကတော့တဲတူတာဟုံးစစ်ပါချစ်တဲ့သူကိုထာဝရပိုင်ဆိုင်ပြီးတော့မှချစ်တဲ့သူနဲ့အတူထာဝရရိုးမြေကြပေါင်းသိနိုင်ကြတဲ့သူများဖြစ်ကြပါစေလို့ထပ်ဆင့်ဆုမွန်ကောင်းတောင်းပါတယ်ရှင်